ထိုင်တာတော့မသေးဝယ်ရလဲကဲလူတက်တယ်နော်ဒီမဲသူကအရင်များလိုချင်တဲ့ပစ္စည်းတွေရလာဆိုတော့ဒီနေ့ပါလေမိုးချုပ်တာနဲ့တန်ပါလေတကယ်ချင်းဟောနေပြီငါတို့ပြန်ရအောင်ဟမ်ပြန်ရှင်သေးဦးရဲ့ငါအိမ်မှာမနေရှင်ဒီလိုမျိုးပဲနေအိမ်မှာငါပြန်စစ်နေပြီနော်ဟဲ့ညမေးစိတ်ကူမမဟုတ်တော့နော်ငါပြန်ပို့ပြီးစိတ်ကူမကြောင်းပြန်နေပြောပေါ့နေရလဲဒါပါတော့ရအောင်လေမိုးလေးချုပ်နေတော့ရအောင်ခဏတော့ရအောင်ခဏလေးလာဘာလို့ပြောပြန်ရှင်တော့မဟုတ်နော်နင်ခေါ်那你们不看那样了？လေခရဖို့ကဝေးလို့တည်းရဲ့အခါမှဆက်ဖို့ဆိုရတာတိုင်းလိုက်နေ你去说说。我们不落地样的。你妈嘞，俺今天去那洗我才说你妈要来了，人家那办公这个时候，我说电要了年了一啦。没有嘞，东西老板多了吧？好嘞，我比多几年了。好吧，我等你钱嘞，人家要了年了吧，俺账我就交了吧。好嘞。没事的。俺等你钱毛呢的，你钱毛，俺不交嘞，俺等那等你钱是少少的。ဟုတ်ကဲ့တရားဝင်ပါပါတယ်တရားဝင်ပါပဲရလဲနော်ငါကတော့မဆက်ဘူးမင်းလည်းကွာမင်းနဲ့ငါနဲ့ပြည်ပြီးသားလေမင်းကငါရဲ့တငယ်ချင်းလေထားလိုက်ပါတော့အားလေအခုနေနေလဲဒီနေ့နေကြပြီဆိုတော့ငါတို့ပြီးပြီးသွားတဲ့ချိန်ကျရင်ဒီပြပပါတော်လို့ရပြီပေါ့ဟုတ်ပါနေအခုပဲတော့မလားအခုရတယ်မင်းတို့ပဲသွားမှာအော်နေပြန်မလို့လေငါနဲ့တကယ်တကယ်ချင်းဆိုလားငါတခုပို့လိုက်ဝယ်ချင်းပဲလေတကယ်ချင်းမောအမငါတို့လိုက်ဝယ်ချင်းမယ်တဲ့မို့လာတော့ရအောင်ငါနဲ့ပြောတော့ပြန်ကြည့်နေဆိုဘာမှငါအစားလိုက်စားရမစင်းစားချင်တော့ဘာမှပြောမယ်လားပြောမပြောချင်ဘူးငါတော့မယ်လားဟုတ်မယ်ဒီနော်ဘန်ကောက်တက်သွားတာငါမခေါ်ငါနဲ့စီစားပို့อ่ะနင်ကလိုက်မယ်လို့ပြောလို့အိမ်မမခေါ်တာကဲပါဟာပြီးအောင်မပြီးနေပြီငါပြန်ရောက်နေတော့ညဝက်စကိုင်းပြောနေကြကမလေးကိုတနာဆရာကြီးစကားလည်းမပြောဘူးအဲ့လိုပဲတမန်နဲ့အယောနှုံးဝင်တက်ဘူးသူကအဲ့ဒါကြောင့်ဟဲ့မိထောညနေတကယ်ရှင်းမရှိမှာဆိုငါ့ကိုဖေးဖို့မဟုတ်ပါဘူးဒီတိုင်းပါပဲဒီကနေ့ကဲပါထားပါတော့မင်းလားဒီမလေးရောပတ်စားချင်တယ်ကိုပါဝဲကြွေးရမယ်ဘာဖြစ်ဖြစ်ရတယ်နေနော်ငယ်ချင်းကြမမေးအမလေးတွေ့ရနဲ့တော့ငယ်ချင်းကမေးနေဒီပါဒီပတ်စားချင်တယ်ပေါ့စားချင်ဒီမလေးရောပေါ့ကြိုက်လားကြိုက်ပါလေဒီပါလာပေါ့တော့ကြည့်မယ်ဟာသူရဲ့အကိုပါလားဒီမလေးပါလားဒီမလေးမမြင်မလားမမြင်ပါရဲ့ဘာဖြစ်လဲရှိလို့လဲဒီမလေးဘာမှမဟုတ်ပါဘူးအကိုတရားဖို့စူတောင်းနေရစိတ်ကြေပြေးသွားတယ်အကိုကလည်းညီမနဲ့တူးရှင်နေတာပါပဲဘာဖြစ်လဲအဆိုအကိုနဲ့ညီမစိတ်ချင်းဆက်နေတယ်ဗောဘာဆက်တာလဲနေနော်ရှူရှူရှက်နေမလုံးနဲ့ဘာလည်းငယ်ချင်းစောင့်နေတာဒါတော့ရအောင်ပြောပါနဲ့ကဲပါတော့ပါလားဆိုတယ်မလေးတို့တော့နေရှိတယ်နော်ဆိုတယ်နောက်မှစဉ်းစားမယ်နော်ခွင့်ရှိရင်ပေါ့အဲ့ဆိုကိုလေးတော့လာမှာနော်ဟဲ့ကောင်ဘာလို့နောက်မှဆုံးမလဲတို့တယောက်ဆုံးစရာအကြောင်းမရှိဘူးလာမုံတော့ရအောင်နေပြီဒီလိုကောင်းတဲ့စကားပြောတာတွေ့ရင်ကြိုက်အောင်မဟုတ်လာကွာအဲ့ချုံပါလေဘာလည်းမသိဘူးကွာထားလိုက်ပါလေငါတို့တွေကဘွားတွေမှမတူကြတာဟုတ်ဘာလဲဟိုကောင်ကမင်းတို့နဲ့တည်ရလားဇေယတာငါတင်ငချင်းပတိသမီးနဲ့ပြီးတော့လေသူ့လိုက်ကန်နေပြောလည်းမရအောင်သူ့ညနေသူများအဲ့လိုအပေါ်ရင်နဲ့မဆုံးဖြတ်ပါနဲ့အဲ့ကွာကြည့်ရတာသဘောကောင်းပါညဘာတီးလို့လဲဟုတ်တယ်ဒီမှာအဲ့လိုလူနဲ့အကိုလည်းအဲ့လိုလူနဲ့တွေ့ဖို့ကများနေပြီသိလားအဲ့လိုကောင်းတဲ့စကားမပြောတာကောင်းဆုံးပဲအဲ့လေပြောလည်းမရဘူးအဲ့လိုကောင်းနေကအခွင့်အရေးပေးလို့မရတော့ကဲပါထားပါတော့မှုံသွားစမ်းမယ်မလားသွားမယ်နားလည်းညီးနေနေလေထိန်းအောင်မနိုင်တော့ဘူး